တရားထဲထိချမ်းနေနေအိမ်မတင်ကစီငေးနွေရာဒီရဲ့နှုတ်ဆက်ရှင်မှာမြေရင်နေမူလေးကဘာကြီးလေးငိုတဲ့နေအချိန်ကလွယ်စရာလေးဒီလိုတို့ဝေးရမယ်ဆိုမင်းမရှိဘူးအညူရောက်တဲ့တိုင်းလေးတွေကတဲ့အမူရစေတဲ့တလားတရားတွေမိုးနေတွေ့ရင်အတစ်ပြန်ဖြစ်သွားတလားတိမ်ညိုတွေအုံမနေရဒီဘာလွန်ပြလွန်နာတီနာမြောင်တောင်ငါမိုးရာလေးတွေအညိုကြီးတဲ့ရာဒီတိမ်မေဆိုတေးလို့ရပါပြီနေဆိုတာမရှိတော့တဲ့ဝါကြီးမှာဘယ်နည်းနဲ့မှတက်ရှင်စရာရှမ်းတွေ့တော့တဲ့ငါကနဲ့ပြန်တွေရာအတဲခွေရဲ့ရာစားကဘာကြီးလေးပြိုတဲ့နေအရင်ကနှွမ်းစရာလေးဒီလိုတို့ဝေးရမယ်ဆိုမင်းကိုမရှိဘူးအညူရောက်တဲ့တိုင်းလေးတွေကတဲ့အမူရစေတဲ့တလားတန်ကိုခွေစားနေပဲလို့မြေရည်တွေစီချာတရားပါတရားတွေပဲမင်းပေးခဲ့တာပါပြန်မလာရင်ပြန်မလာခြင်းနဲ့အကြောင်းလေးတော့ဖြေပါဒီလိုမိုးတွေတေးလာရင်အသက်ရှူချက်လာတဲ့ဒီတိုင်းဆက်တွားရင်တေးနိုင်တော့တယ်တိမ်ညိုတွေအုံမနေရဒီကဘာလွန်ဖြာလွန်နာတီအနောင်မြောက်တော့ရမိုးတာလေးတွေညိုချီတဲ့ရာဒီတေးမေဆိုတေးလို့ရပါပြီနေဆိုတာမရှိတော့တဲ့ဘဝကြီးမှာဘယ်နည်းနဲ့မှတက်ရှင်စရာရှမ်းတွေ့တော့တဲ့ငါနဲ့ပြန်တွေရာအသေးခွေရဲ့ရာစားဘယ်နည်းနဲ့မှတက်ရှင်စရာရှမ်းတွေ့တော့တဲ့ငါနဲ့ပြန်တွေရာအသေး